ယုံကြည်သူဓမ္မမိတ်ဆွေများကိုကယ်တင်ခြင်းတရားနဲ့ပတ်သက်ပြီးကျွန်တော်အနည်းငယ်မျှဝေချင်ပါတယ်။အခုတလောအချို့သောခရိယန်ယုံကြည်သူတွေမေးနေကြပါတယ်။ကယ်တင်ခြင်းဆုံးရှုံးနိုင်ပါသလားတဲ့နော်။နောက်ပြီးအခြားကိုယ်ွယ်ဒီဘာသာကူးပြောင်းသွားမယ်ဆိုရင်ကယ်တင်ခြင်းရအောင်မလားဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ဒီမေးခွန်းတွေကတကယ်ကိုလေးနက်ပြီးရင်းချက်တဲ့မေခွန်းဖြစ်တယ်လို့လက်တွေ့ကြတဲ့မေခွန်းဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်ကျမ်းစာတော်မြတ်ကိုကိုးကားပြီးသခင်ခရစ်တော်နှုတ်အားဖြင့်ကျွန်တော်ဘာသွင်းတင်တယ်လဲ။သူရဲ့နောက်လိုက်တမန်တော်တွေကလည်းပဲခရိယန်တွေကိုဘာသွင်းတင်ဆုံးမခဲ့တယ်လဲဆိုတာကိုကျွန်တော်ပြန်ပြမှလေ့လာချင်ပါတယ်။ဒါကြောင့်မို့ဒီအစီအစဉ်ကိုလုပ်ရခြင်းဖြစ်တယ်။နော်ဒီဆရာသမားတွေလည်းပဲဒီမေခွန်းတွေကိုဖြေကြားတာတွေကျွန်တော်အများကြီးကြားရပါတယ်။ထိုနည်းသူခရိယန်ကိုင်းကနပေါင်းစုံတွေကလည်းပဲတင်ကြားမှုအမျိုးမျိုးเนาะကဲတင်ချင်းနဲ့ပတ်သက်ပြီးမှရှိပါတယ်ဆိုတော့အခုဒီ Calvinism တို့ Arminianism Catholicism Sola Fide ဆိုတဲ့တင်ကြားမှုတွေကိုခဏထားမယ်เนาะကျမ်းစာတော်များအဖြစ်နှုတ်ကပတ်တရားတော်ကဘာသွင်းတင်တယ်လဲဆိုတာကိုအတူတူလေ့လာရအောင်เนาะအရေးကြီးတယ်เนาะဆိုတော့ပထမကဲတင်ချင်းတရားကဲတင်ချင်းတရားကတကယ်ကိုကျွန်တော်နော်တန်ဖိုးထားရမယ်ကိစ္စဖြစ်ပါတယ်။ဘာဖြစ်လို့လဲကျွန်တော်ကယ်တင်ခြင်းဆိုတာကယုံကြည်ခြင်းအပြင်ဖြစ်လာတာဖြစ်တယ်။သခင်ခရစ်တော်ကိုကျွန်တော်ရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံလာတဲ့အပေါ်မှာဘုရားသခင်ကိုကျွန်တော်အဘလို့ခေါ်နိုင်တဲ့အခွင့်အရေးရကြတယ်။ဓမ္မဟောင်းခေတ်ကာလမှာဆိုရင်ကျွန်တော်အဘအာဗြဟံအိုက်ဇက်ဂျက်ကပ်တို့ရဲ့ဘုရားသခင်ဆိုပြီးမှပဲအတုံးနှုံရှိခဲ့တယ်တို့တော့ဓမ္မတိမှာကြတော့เนาะသခင်ခရစ်တော်ကကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်တော်ရဲ့အဘဆိုပြီးဆုတောင်းဖို့ရအတွက်ကျွန်တော်တွင်တင်ခဲ့တယ်ဂလိရှန်အခန်းကြီး၄အငယ်6မှာလည်းပဲเนาะသာရဘုရားသခင်ကိုเนาะသူ့ရဲ့သားတော်ရဲ့ဝိညာဉ်တော်ကျွန်တော်ရဲ့နှလုံးသားထဲကနေเนาะဝင်လာပြီးအဘလို့ခေါ်နိုင်တယ်ဘုရားသားသမီးတွေကျွန်တော်ဖြစ်လာကြဒီလူအဖြစ်ဇာတိနဲ့ဖျားအဖြစ်ဇာတိကမတူပါဘူးအဲ့ဒီဖျားအဖြစ်ဇာတိကိုဝင်စားဖို့ရအတွက်ဒီလူအဖြစ်ဇာတိမွေးစားခံရဖို့ adoption မွေးစားခံရဖို့လို့ထိုနည်းတူတန်ရှင်တော်ဝိညာဉ်တော်တကူတော်အပြင်ကျွန်တော်မွေးစားခံရပြီးမှဖျားအဖြစ်ဇာတိကိုဝင်လာတယ်ဒီနေ့အဖြစ်ကဲတင်ချင်းရကြတာဖြစ်ပါတယ်ဒါကြောင့်အဲ့ဒီဟာကိုကျွန်တော်တကယ်ကိုနော်တန်ဖိုးထားရမယ်ဒီစောင့်ထိန်ရမယ်ကဲတင်ချင်းတရားဖြစ်ပါတယ်ဒုတိယမေခွန်းကအခြားကိုယ်ွယ်ဒီဘာသာကူးပြောင်းသွားမယ်ဆိုရင်ကဲတင်ချင်းရပါအောင်မလားတဲ့နော်အဲ့ဒီအပေါ်မှာတချို့သောဆရာတွေကထာဝရအသက်နော်တခါရပြီးပြီဆိုရင်အမြဲတမ်းအာမခံချက်ရှိပြီးသားကျွန်တော်ကသခင်ခရစ်တော်ကိုယုံကြည်လက်ခံခြင်းအဖြစ် new creation အသစ်တော်နော်တတ်တော်ဖြစ်လာကြပြီအဲဒါကြောင့်အဲ့ဒီအသစ်တော်တတ်တော်တကယ်ကိုနော်ဘုံကုံတော်နဲ့ပြည့်တဲ့တက်တာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီကယ်တင်ခြင်းတရားထာဝရအာမခံချက်ရှိတယ်ဆိုပြီးမှနော်တင်ကြားတာတွေကျွန်တော်ကြားရတယ်ဒီမှာတစ်ချက်ကလေးရတော့ထာဝရအသက်ကျွန်တော်ဒီတည်နိုင်တဲ့ကိုခန္ဓာထဲကိုဘုရားသခင်ကနော်ဝိညာဉ်ကိုဖန်ဆင်းပေးခြင်းအပြင်ထာဝရအသက်အဲ့ဒီဝိညာဉ်ကထာဝရအသက်ငရဲမှာကြာမှာလားကောင်းကင်ရောက်မှာလားဒါပဲရှိတယ်ထာဝရအသက်တော့ immortal soul လို့ခေါ်တာပေါ့နော်ဒီမတည်နိုင်တော့တဲ့ဝိညာဉ်ကျွန်တော်ပန်ဆန်ခဲ့ကြပါတယ်ဒါပေမဲ့ဒီနေရာမှာကယ်တင်ခြင်းဆိုတာကထာဝရအသက်လို့ပြောတာဖြစ်ပါတယ်ထာဝရဒီကောင်းကင်မှာနော်ဖခင်ရဲ့ဘုန်းကုံတော်ဝင်စားရမယ်ဆိုတာကိုပြောခြင်းဖြစ်ပါတယ်အဲ့ဒီထာဝရအသက်ကိုကျမ်းစာတော်မြတ်မှာထာဝရပိုင်ဆိုင်ပြီလို့သင်ကြားတာတော့ကျွန်တော်မတွေ့ရပါဘူးဟုတ်ပြီနော်မတွေ့ရပါဘူးပေါ်လာဘာပြောတယ်ဆိုရင်အဲ့ဒီထာဝရအသက်ကိုလက်ဆုပ်လက်ကင်ပြုကြပါလို့တော့တွင်တင်ခဲ့တယ်နော်လက်ဆုပ်လက်ကင် First Timothy အခန်းကြီး6အငယ်7ကိုဖတ်မယ်ဆိုရင်ယုံကြည်ခြင်းအတွက်ကောင်းသောတိုက်ပွဲကိုတိုက်ကြပါတဲ့တမန်တော်ပေါလုကပြောတယ်နော်ထာဝရအသက်ကိုလက်ဆုပ်လက်ကင်ထားကြပါအဲ့ဒီအတွက်ကြောင့်တင်တို့ခေါ်တော်မူခြင်းခံရတာဖြစ်တယ်တဲ့ဆိုတော့အဲ့ဒီထာဝရအသက်ကိုလက်ဆုပ်လက်ကင်ကျွန်တော်ကကင်ထားရမယ်အဆုံးတိုင်တည်ကြည်ရမယ်တမန်တော်ပေါလုကပြောတယ်လေနော် Corinthians
First Corinthians နော်အခန်းကြီး9အငယ်20ခွန်းနဲ့ဖတ်မယ်ဆိုရင်သူဘာပြောတယ်လဲဆိုရင်သူ့ရဲ့ခရိယန်အသက်ရှင်တာကိုပြီးပွဲပြိုင်ပွဲဝင်တဲ့နော်အခြေအနေနဲ့ခိုင်နှိုင်းထားတာကျွန်တော်တွေ့ရတယ်အဲ့ဒီပြီးပွဲကိုအဆုံးတိုင်ပြေးရမယ်အဆုံးတိုင်တည်ကြည်ရမယ်ရည်မှန်းချက်မရှိဘဲပြေးဒီမဟုတ်နော်ဒီမှာအဲ့ဒီဟာကိုစံစာတစ်ချက်ကျွန်တော်ဒီမှာလှန်ကြည့်မယ်ဆိုရင်ဘာတွေ့ရတယ်လဲထို့ကြောင့်ငါပြေးတော့အခါအမှတ်တမဲ့ပြေးဒီမဟုတ်တဲ့ရည်မှန်းချက်မရှိဘဲပြေးတာမဟုတ်ဘူးတဲ့လက်ဝှေ့ထိုးတဲ့အချိန်မှာလေထဲမှာထိုးတာမဟုတ်ပန်းတိုင်ရှိရတယ်ရည်မှန်းချက်ရှိရတယ်နော်ဒါကြောင့်20ခွန်းမှာသူတပါကိုသူတမန်တော်အနေနဲ့နော်တမန်တရားတော်ကိုဝေငှတယ်တွင်တင်တယ်အဲ့ဒီဝေငှတွင်တင်တယ်ကြားတဲ့ကနေသူကိုယ်တိုင်အဲ့ဒီပြေးပွဲကနေမဆုံးရှုံးရဖို့ပယ်ထုတ်မခံရအောင်သူ့ရဲ့ကိုယ်ခန္ဓာကိုချုပ်တီးရတယ်အသွေးအသားအလိုဆန္ဒကိုချုပ်တီးရတယ်မဟုတ်ဘူးဆိုရင်အဲ့ဒီပြေးပွဲကနေသူကိုယ်တိုင်ဖယ်ထုတ်ခံရမှာမလို့ဒါကြောင့်မလို့သူပြေးတဲ့အချိန်မှာရည်မှန်းချက်ပန်းတိုင်ရှိဖို့သူပြေးရတယ်အဲ့ဒီပန်းတိုင်နော်ပန်းတိုင်ဆိုတဲ့စကားကရေးကြီးတယ်နော်ဒီနေရာမှာအပြစ်ဆိုတဲ့ဟေဘရုစကားခတ်တာဆိုတဲ့ဟေဘရုစကားပြစ်မှတ်လွဲခြင်းပြစ်မှတ်လွဲလို့မရဘူးပြစ်မှတ်လွဲခဲ့တာဘာတူလဲအာဒမ်အေဒင်ဥယျာဉ်မှာနော်သူပြစ်မှတ်လွဲခဲ့တယ်အေဒင်ဥယျာဉ်ရဲ့အလယ်မှာနော်အသက်ပင်ရှိတယ်ထိုနည်းသူအဆိုးအကောင်တိနိုင်တဲ့အပင်နော်အရေးကြီးတဲ့အပင်တစ်ခုရှိတယ်အဲ့ဒီအသက်ပင်စီကိုမတွားဘဲနဲ့အဆိုးအကောင်တိနိုင်တဲ့အပင်ကိုတွားတဲ့အခါမှာဘုရားသခင်ရဲ့နှလုံးသားကိုသူကမတို့ထိဘူးအဲ့ဒီပန်းတိုင်ပြစ်မှတ်လွဲသွားတယ်အဲ့ဒါကြောင့်ခတ်တာဆိုတဲ့ဟေဘရုစကားကပြစ်မှတ်လွဲတာဘုရားသခင်ရဲ့မိတ္တဟာယ relationship ပြစ်မှတ်လွဲသွားတယ်ကယ်တင်ခြင်းပြစ်မှတ်လွဲသွားတယ်အဲ့ဒါဘုရားသခင်ကအဦးဆုံးဖန်ဆင်းတဲ့အာဒမ်သူနဲ့အနီးဆုံးဘုရားရဲ့နော်ဒီဝိညာဉ်တော်နဲ့မှုတ်သွင်းပေးတဲ့ bread of life နော် divine life လို့လည်းခေါ်တယ်နော်ဘုရားရဲ့အသက်တော်အရင်ဆုံးမှုတ်သွင်းပြီးမှနော်အသက်ရှင်ခိုင်းတဲ့အာဒမ်ဘုရားဂျေဇုတော်နဲ့ပြည့်ဝတဲ့အာဒမ်ပြစ်မှတ်လွဲတယ်အပြစ်ပြုခြင်းဒါကြောင့်အဲ့ဒီပန်းတိုင်ပြေးဖို့ရန်အတွက်ပေါကကျွန်တော်တင် जा ပေးတယ်ဟုတ်ပြီနော်အဲ့ဒါအရေးကြီးတယ်ဘုရားနဲ့အနီးဆုံးမှာနေခဲ့တဲ့အာဒမ်တော်မှာပြစ်မှတ်လွဲတယ်ပန်းတိုင်မရှိဘဲနဲ့မှားတဲ့တစ်ပင်အဆိုးကိုလည်းလုတ်နိုင်တဲ့အခွင့်အရေးရှိသွားတယ်အဆိုးအကောင်တိကျွမ်းတဲ့အပင်ရဲ့အသီးကိုစားခြင်းအပြင်အဆိုးလည်းသူကလုတ်သွားတယ်ဒါကြောင့်အဆိုးကိုသူတိလာအဲ့ဒီမတိုင်ခင်ကအကောင်ကြီးပဲလုတ်တော့အကောင်ပဲတိတယ်နော်အသက်ပင်ရဲ့အသီးကိုပဲစားတဲ့ခါကျတော့ထာဝရအသက်ရှင်တယ်ဟုတ်ပြီနော်အဲ့ဒီအပြစ်တရားကိုသူကပြုတ်ခဲ့တယ်ဒီနေရာမှာနော်တီချင်းဝင်လာတယ်ထာဝရဘုရားကပြောတယ်အဲ့ဒီအဆိုးအကောင်တီးတဲ့အပင်ကိုစားတဲ့အချိန်မှာတီမယ်တဲ့နော်တကယ်ကိုတီမယ်တဲ့အဲ့ဒီနေရာမှာဟေဘရုစကားနဲ့ဆိုရင်တော့မတ်လို့ခေါ်ပါတယ်တီချင်းကိုတီမယ်တနည်းအားဖြင့် die the dying နှခါဆိုတဲ့အတိတ်ပဲတက်ရောက်တယ်ဘာဖြစ်လို့ဘုရားရဲ့ဒီအသက်တော်နော်တည်သွားတယ်ဟုတ်ပြီနော်အဲ့ဒါကြောင့်ကိုခန္ဓာလဲတည်ခြင်းကိုရင်ဆိုင်တယ်လို့ထာဝရတည်ခြင်းလည်းပဲသူကရင်ဆိုင်ရတယ်ဒါကြောင့်တည်ခြင်းနဲ့ပတ်သက်ပြီးမှဒီနေရာမှာနော်ဒီထာဝရတည်ခြင်းကိုဒီမှာကျမ်းစာခဏနေကြရင်လည်းကျွန်တော်နည်းနည်းဒီပျောက်တော့တာအကြောင်းပြောတဲ့အချိန်မှာအဲ့ဒီဟာလေးနည်းနည်းပြောချင်တယ်ဆိုတော့ဘုရားသခင်ရဲ့ဝိညာဉ်တော်နဲ့ပထမဆုံးမှုသွင်းတဲ့နော်ဘုရားနဲ့အနီးဆုံးမှာနေတဲ့အာဒမ်ကောင်းကင်မှာဆိုရင်ဘုရားနဲ့အနီးဆုံးမှာနေတဲ့လူစီဖာဘာဖြစ်တယ်လဲဘုရားသခင်ကိုတော်လှန်တယ်အဲ့ဒီတော်လှန်တဲ့အပြစ်နော်ဟေဘရုစကားနဲ့ဆိုဖက်ရှာဆိုတာတော်လှန်တဲ့အပြစ်ကအင်မတန်ကြီးတယ်ထိုနည်းသူခုနလိုပြစ်မှတ်လွဲတဲ့အပြစ်ကလည်းပဲအပြစ်တရားလောကထဲကို
နော်ဝင်လာပြီးတော့မှတေးချင်းကိုခန္ဓာတေးချင်းဝိညာဉ်တေးချင်းနဲ့ကျွန်တော်လူသားတွေကရင်ဆိုင်ရတယ်နော်အဲ့ဒီဟာအရေးကြီးတယ်ဆိုတော့အဲ့ဒီနေရာမှာတစ်ချက်ကဘာလဲဆိုတော့တခြားဘာသာကိုကူးပြောင်းသွားမယ်ကဲပြစ်မှတ်ကနေလွဲသွားပြီတခြားဘာသာကိုကူးပြောင်းသွားမယ်ဆိုရင်ကဲတင်ချင်းရအောင်မလားအဲ့ဒါတကယ်စဉ်းစားเสียဖြစ်နေပြီနော်ဒီနေရာမှာဗျာဒိတ်ချမ်းအခန်းကြီး3အငယ်15ကိုကျွန်တော်ကြည့်မယ်ဆိုရင်တခြားဘာသာကိုကူးပြောင်းသွားတာထဲမကဘဲနဲ့ခရိယန်အနေနဲ့ပဲရှိတယ်ခုနကတင်ချင်းအကြောင်းနဲ့ပတ်သက်ပြီးမှလည်းတခါတည်းဒါပြီးသားလည်းဖြစ်မယ်ဒီလူဒီဆီယာမှာရှိတဲ့ခရိယန်တွေကိုသခင်ခရစ်တော်ကဘာပြောတယ်လဲဗျာဒိတ်ချမ်းအခန်းကြီး3အငယ်15ကိုဖတ်မယ်ဆိုရင်ဘာတွေ့ရတယ်လဲဆိုရင်သူ့ရဲ့တမန်တော်ယောဟန်ကိုရေးခိုင်းတယ်ဒီတို့ဒီနော်မပူမေအေးခရိယန်ဖြစ်တဲ့အတွက်ကြောင့်မလို့ငါပါစတ်ထဲကနေထွေးပစ်မယ်တဲ့ဒါသခင်ခရစ်တော်စကားပြောတယ်နော်တနည်းအားဖြင့်ကျွန်တော်သခင်ခရစ်တော်ကိုယုံကြည်လက်ခံခြင်းအပြင်သူ့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းမှာပါဝင်ပြီးသားခရိယန်ဒီအဲ့ဒီအစိတ်အပိုင်းကနေဖယ်ထုတ်မယ်ဖယ်ရှားခြင်းခံရမယ်သူပြောနေတာဒါခရိယန်မပူမေအေးဖြစ်နေတဲ့ခရိယန်တောင်မှသူ့ပါစတ်ကနေထွေးပြစ်မယ်ဆိုရင်တခြားဘာသာကူးပြောင်းသွားတဲ့ခရိယန်ဆိုဘယ်လိုပြောမလဲဘုရားသခင်ကအဲ့ဒါအရင်ရေးကြည့်တယ်လေနော်အဲ့ဒါအရင်ရေးကြည့်တယ်ကျွန်တော်အပြစ်တရားနဲ့မကင်းနိုင်တဲ့ခရိယန်အသက်တာဖြစ်ပါတယ်အဲ့ဒီဟာကိုခရစ်တော်ကိုပြန်ပြမှာကျွန်တော်ချင်းကပ်ပြမှာနော်နောင်တရပြီးသခင်ခရစ်တော်ရဲ့လမ်းမှာပြန်ပြမှာတွားဖို့အရေးကြီးတယ်အဲ့ဒီအတွက်ဘုရားသခင်ကိုယ်၌ပြောထားတာဖြစ်ပါတယ်ထိုနည်းသူကျွန်တော်ခုနပြောသလိုဒီပျောက်သောသားအကြောင်းရှင်လုကာခရစ်ဝင်အခန်းကြီး15ကိုကျွန်တော်ဖတ်မယ်ဆိုရင်တွေ့ရတယ်နော်ဘာကြောင့်လဲဆိုရင် prodigal son လို့အင်္ဂလိပ်လိုပေါ့နော်လူတိများပါတယ်ဆိုတော့သူ့အဖေမှာသား2ယောက်ရှိတယ်သားငယ်ကသူ့ရဲ့အမွေဒီကိုအကုန်လုံးသူ့အဖအိမ်ကနေယူပြီးမှတခြားသောဝေးလံတဲ့နော်ခေါင်းပါတဲ့နေရာကိုသွားတယ်သူ့ပိုင်ဆိုင်မှုအကုန်လုံးရောင်းတယ်ပြီးတစားလုပ်ငန်းထဲမှာသူကအပြစ်တည်ကျူးလွန်တဲ့အပြစ်နွန်ထဲမှာကြာရောက်တယ်နောက်ဆုံးအမှစားဆရာမရှိတဲ့ချိန်မှာသူကပြောတယ်ဆိုရင်ထာဝရဘုရားသခင်နဲ့ငါခမည်းတော်ငါရဲ့အဖေကိုလည်းကျွန်တော်ပြစ်မှားတယ်ဒါကြောင့်သူအိမ်ကိုပြန်လာတယ်ဒီနေရာမှာနော်ဆိုတော့သူအိမ်ပြန်လာတဲ့အချိန်မှာသူအဖေကသူ့ရဲ့အစီခံရောဘာပြောတယ်လဲငါသားအထက်ကတည်တယ်တဲ့အခုပြန်ရှင်တယ်အထက်ကတည်တယ်သူအိမ်နဲ့သူကဝေးသွားတဲ့အချိန်မှာအပြစ်နွန်ထဲမှာကြာရောက်တဲ့အချိန်မှာတည်တယ်အထက်ကတည်တယ်သူခုနကိုခန္ဓာတည်သလားမဟုတ်ဘူးဝိညာဉ်တည်တာကိုပြောတာဝိညာဉ်တည်ခြင်းကဘာလဲအခုပြန်ရှင်တယ်တဲ့နော်ပြန်ရောက်လာတော့သူပြန်ရှင်တယ်အထက်ကတည်တယ်အခုပြန်ရှင်တယ်ဒီနေ့အဖြစ်ကိုခန္ဓာတည်ခြင်းကိုပြောချင်တာမဟုတ်ပဲနဲ့ဝိညာဉ်တည်ခြင်းကိုပြောတာဖြစ်တယ်ဟုတ်ပြီနော်ထိုနည်းသူ့ရဲ့တားကြီးအိမ်ပြန်လာတဲ့အချိန်မှာဘာထပ်ပြောတယ်လဲဒီနှစ်ကြိမ်နှစ်ခါပြောတယ်နော်သူအဖေကသူ့တားကြီးအိမ်ပြန်လာတဲ့အချိန်မှာဟာအဖေရဲ့နော်တားငယ်အတွက်ကြတော့ဒီလိုဒီနော်နွားတပ်ပေးတယ်ပွဲတွေလုပ်ပေးတယ်သူ့ကိုတစားဆင်ပေးတယ်ဒီလိုနော်တားသမီးအရာမှာပြန်ပြမှထားတယ်အဲ့လိုပြောတဲ့အချိန်မှာသူ့အဖခမေးတော့အိမ်မှာရှိတဲ့အရာဟိုသမျှတားကြီးရေမင်းအတွက်ပဲနော်မင်းရဲ့ညီကအထက်ကတည်တယ်အခုပြန်ရှင်တယ်အထက်ကပျောက်တယ်အခုပြန်တွေ့တယ်တဲ့ဟုတ်ပြီနော်နှစ်ခါတော့သူ့အဖခမေးတော့ကသူ့ရဲ့တားကြီးတခါပြောတယ်သူ့ရဲ့အစီခံတွေကိုပြောတာအပြစ်နွန်ထဲမှာကြာရောက်တဲ့အချိန်မှာဘာဖြစ်တယ်လဲတည်တာနဲ့တူတူပဲဖယားရဲ့နော်ဒီဂျေဇုတော်နဲ့ကင်းကွာသွားတဲ့ခါမှာနော်ကျွန်တော်ဝိညာဉ်တည်ခြင်းရင်ဆိုင်ရတာဖြစ်တယ်ဟုတ်ပြီနော်အဲ့ဒါအင်မတန်အရေးကြီးတယ်အပြစ်ဆိုတာအဲ့ဒါကြောင့်ပြောတာခုနလိုမျိုးတော်လှန်တဲ့ဖယားကိုတော်လှန်တဲ့အပြစ်နောက်ပြီးခုနခတ်တလို့ခေါ်တဲ့ပြစ်မှတ်လွဲတဲ့အပြစ်ဟုတ်ပြီနော်အဲ့ဒီအပြစ်တရားကိုကျူးလွန်ခြင်းအပြင်ဘာဖြစ်တယ်လဲဆိုရင်ကျွန်တော်ဝိညာဉ်ဆုံးရှုံးမှုခ
ခံရတယ်နော်အဲ့ဒီကျမ်းစာနောက်တစ်ခုကြည့်မယ်ဆိုရင်ယောဟန်တမန်တော်ယောဟန်ဩဝါဒစာနော်ပထမဩဝါဒစာအခန်းကြီး9အငယ်16ကနေ19ဖတ်မယ်ဆိုရင်ကျွန်တော်ဘာတွေ့ရတယ်လဲဆိုရင်အဲ့မှာအပြစ်တရားနဲ့ပတ်သက်ပြီးနှမျိုးနှစားကျွန်တော်တွေ့ရတယ်အဲ့ဒီအပြစ်ပြုခြင်းရဲ့အကျိုးရလည်းပဲအမှကောင်းကောင်းရေးထားတာကျွန်တော်တွေ့ရတယ်ဖတ်ကြည့်မယ်ဆိုရင်16မှာနော်ညီအကိုချင်းဒီတေပစ်မတင်သောဒုစရိုက်ကိုပြုမိဒီကိုတစုံတယောက်သောသူတွေမြင်ရင်ထိုသူဒီဆုတောင်းရမည်တဲ့တေပစ်ကိုမပြုသောသူတို့အဖို့အလို့ငါဖျားသခင်ဒီထိုသူအားအသက်ကိုပေးတော်မူမည်တေပစ်တင်သောဒုစရိုက်ရှိထိုဒုစရိုက်အဖြစ်ကိုလွှတ်စေခြင်းကဆုတောင်းရမည်ဟုငါမဆိုတဲ့မတရားသောအမှုမိတွေကဒုစရိုက်အဖြစ်ဖြစ်၏သို့တော်တေပစ်မတင်သောဒုစရိုက်ရှိ၏တဲ့ဟုတ်ပြီနော်ဒီမှာယောဟန်ဩဝါဒစာမှာကျွန်တော်တွေ့ရတယ်ညီကိုချင်းတေပစ်မတင်သောအပြစ်ပြုတာကိုမြင်နေဆိုရင်ဆုတောင်းပေးလိုက်ပါတဲ့ဖျားသခင်ဒီဘာပြောတယ်လဲအသက်ကိုပေးတော်မူမည်တဲ့အဲ့ဒါတော့မှတေပစ်ကိုနော်မပြုတဲ့တေချင်းကိုဖြစ်စေတဲ့အပြစ်မဟုတ်သေးဘူးနော်တနည်းအားဖြင့်အပြစ်အမျိုးအစားနှစ်ခုထဲမှာနည်းနည်းပြော့တဲ့အပြစ်တောင်မှဆုတောင်းပေးပါတဲ့နော်ဒီပြစ်ကိုမပြုတော့သူ့အဖို့အလို့ငါဖျားခင်နေသူ့အားအသက်ကိုပေးမည်တဲ့အဲ့ဒါတောင်မှအသက်ကိုအခုမှပေးမှာဆုတောင်းမှပေးမှာဆုမတောင်းဘူးဆိုရင်အသက်မရှိလို့ပေါ့ဟုတ်ပြီနော်ဒါကြောင့်ဆုတောင်းပေးခြင်းအပြင်အသက်ပြန်ရမယ်ဒီထက်ပိုဆိုးတဲ့အဖြစ်ရှိတယ်ဒီပြစ်တင်တော်ဒုစရိုက်ရှိ၏ထိုဒုစရိုက်အဖြစ်ကိုလွတ်စေခြင်းကဆုတောင်းရမည်ဟုငါမဆိုတဲ့ဒီနေရာမှာဒီပြစ်နော်တင့်စေတဲ့အပြစ်တရားကိုကျူးလွန်ခြင်းအဖြစ်ဆုတောင်းရင်မရတော့ဘူးဒီထက်ပိုပြီးမှနော်လုံးရမယ်ဒီအကျင့်ရှိတယ်အလုပ်တွေရှိတယ်အဲ့ဒါတော့နောက်မှပြန်ပြီးမှအဲ့ဒါတပိုင်းပြန်ပြီးမှဆွေးနွေးမယ်ဒါတော့ဆုတောင်းလို့ဒီဟာမလွတ်နိုင်ဘူးလို့သူပြောနေတာဖြစ်တယ်ပထမအပြစ်အမျိုးအစားနဲ့ဒုတိယအပြစ်အမျိုးအစားမှာတော့မှဒီဟာကဲတင်ချင်းရပြီးသားခရိယန်ဒီကိုဟောတာဖြစ်တယ်ညီအကိုချင်းဆုတောင်းရမယ်ဆိုတော့ခရိယန်ဒီအချင်းချင်းဆုတောင်းရမှာကိုပြောချင်တာဖြစ်တယ်ဟုတ်ပြီနော်ဒီနေရာမှာကြည့်လိုက်ပါကဲတင်ချင်းပထမမေခွန်းဖြစ်တယ်ကဲတင်ချင်းဆုံးရှုံးနိုင်သလားဆိုတာအပြစ်အပေါ်မှာမူတည်ပြီဟုတ်ပြီနော်ဒါကြောင့်မလို့အပြစ်တရားကျူးလွန်ခြင်းဟာကျွန်တော်ကဲတင်ချင်းဆုံးရှုံးတာခုနလိုမျိုးပျောက်တော့တာနော်ဒုစရိုက်အပြစ်နွန်ထဲမှာကြာရောက်တယ်သူ့ရဲ့အဖေအင်ကိုပြန်နောင်တနဲ့ပြန်မလာဘူးဆိုရင်ဘာဖြစ်တယ်လဲအထက်ကတည်တယ်တဲ့ဘာတည်တာတော့ဝိညာဉ်တော်တည်တာဖြစ်တယ်အခုမှပြန်ရှင်တာဖြစ်တယ်ထိုနည်းသူဒီအပြစ်မှာလည်းပဲနော်ဒီပြစ်မတင်တဲ့အပြစ်ကြမှာဆူတောင်းလို့ရတယ်ဒါမဲ့ဒီပြစ်တင်တော်ဒုစရိုက်ရှိတယ်အဲ့ဒီဒုစရိုက်အတွက်ဆိုရင်ပို့ပြမှာနော်ဖရာသခင်ကိုနောင်တကြီးကြီးနဲ့နော်လုံးရမယ့်ကန္တာတွေအများကြီးရှိတယ်အဲ့ဒီဟာကိုအပြစ်အမျိုးအစားနှစ်ခုဘာဖြစ်လို့လဲခုနလိုအပြစ်ဆိုတဲ့အတိတ်ဘက်ကပြစ်မှတ်လွဲခြင်းဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်သခင်ခရစ်တော်အားဖြင့်သာလျှင်ကျွန်တော်ကအဲ့ဒီပြစ်မှတ်အမှန်ကိုပြန်ရောက်တယ်နော်အာဒမ်ကအသက်ရှင်တဲ့အပင်စီကိုမတွားဘဲနဲ့မှားတဲ့အပင်စီကိုတွားခြင်းအဖြစ်တည်ခြင်းတကားဝအားလုံးရောက်လာကြတယ်သို့တော်သခင်ခရစ်တော်ကနော်အဲ့ဒီအသက်ရှင်တဲ့အပင်လာဝါကတိုင်စီကိုပြန်တွားခြင်းအဖြစ်ကျွန်တော်တို့ကမှန်ကန်တဲ့အတိအပွင့်ကိုပြန်သုံးဆောင်ခွင့်ရတယ်ဖရာသခင်ရဲ့နော်ဝိညာဉ်တော်ပြန်ရရှိခြင်းအဖြစ်ထာဝရကယ်တင်ခြင်းရရှိခံစားတာကျွန်တော်တွေ့ရတယ်ဆိုတော့ဒီနေရာမှာအထူးသဖြင့်ကျွန်တော်ဗာတိဖို့လို့တည်းဆိုရင်ယုံကြည်ကိုးကွယ်ဒီဘာသာကူးပြောင်းနေဆိုရင်ခရစ်ယာန်ဘာသာကိုဆန့်ကျင်တဲ့ဘာသာဖြစ်သွားတယ်သခင်ခရစ်တော်ကိုနော်ကျွန်တော်ကြောခိုင်းပြီးမှခုနလိုမျိုးအဘအိမ်ကနေထွက်သွားပြီးမှနော်အပြစ်နင်ထွက်ကြမလားကြံတဲ့ဘာသာတွေလည်းကောင်းတဲ့နော်တွင်တင်မှုတွေအများကြီးရှိပါတယ်ဒါပေမဲ့သခင်ခရစ်တော်ကိုခုနလိုမျိုးယုံကြည်လက်ခံခြင်းအဲ့ဒီအသက်ရှင်တဲ့အပင်ကနေကျွန်တော်ကတခြားသောအတီးနော်
ဒီပူပြမဖျားလို့ဖြစ်ခြင်းတယ်ပူပြမအတိညာကြွေဝခြင်းတယ်ဆိုတဲ့အာဒမ်နီးသူကျွန်တော်ကတခြားကူးပြောင်းသွားမယ်ဆိုရင်သာဝရအသက်ကနေကျွန်တော်ကလွဲချော်မှုရှိတယ်ထာကက်ပြတ်မှတ်လွဲခြင်းကျွန်တော်ခံရတယ်ဒါကြောင့်မို့ကျွန်တော်ညီကိုခရိယန်ဘာသာဝင်အားလုံးဒီနေရာမှာတတိပြန်ပြမဝင်ဖို့လိုပါတယ်ကျွန်တော်ကဲတင်ချင်းတရားမဆုံးရှုံးနိုင်ဘူးလားအပြစ်တရားခုနလိုကျူးလွန်ခြင်းအဖြစ်ဆုံးရှုံးနိုင်တယ်နံပါတ်1နံပါတ်2အခြားသောဘာသာကိုယ်ွယ်ယုံကြည်မှုမိမိကိုယ်တိုင်ကဆွန့်လွတ်မယ်ဆိုရင်နော်ဂျန်တဲ့သခင်ခရစ်တော်ရဲ့မေတ္တာတော်အဖြစ်ဘယ်အရာကမှအနှိမ့်အမြင့်ကောင်းကင်တမန်ဒီကျွန်တော်သခင်ခရစ်တော်ကိုနော်ချစ်ချင်းအဖြစ်ဘယ်သူမှခွဲခွာလို့မရဘူးတိုးတော့မိမိကိုယ်၌ကညင်းပယ်လိုက်မယ်ဆိုရင်လူစီဖဲကောင်းကင်မှာနော်ဖျားသခင်ကိုတော်လှန်ခြင်းအဖြစ်သူ့ရဲ့ဆန္ဒအဖြစ်တော်လှန်ခြင်းအဖြစ်ဘာဖြစ်တယ်လဲသာဝရရှုတ်ချခြင်းကိုခံရတယ်ထိုနည်းသူအာဒမ်လည်းပဲထိုနည်းသူပဲနော်သာဝရဖျားရဲ့အိမ်တော်ပထမဆုံးအဲ့ဒီအေဒင်ဥယျာဉ်အပြစ်ကင်းစင်တဲ့အေဒင်ဥယျာဉ်မှာနေခဲ့တော်လည်းပဲဖျားကျေးဇူးတော်နဲ့ပြန်ဝေးသွားတာဘာဖြစ်လဲအပြစ်ကြောင့်ဖြစ်တယ်ဒါကြောင့်သူ့ကိုနှင်ထုတ်လိုက်တာဘာဖြစ်လို့လဲအေဒင်ဥယျာဉ်ကအင်မတန်ကိုတန့်ရှင်းတဲ့နေရာဖြစ်တယ်ခေရိုဘင်းဆိုတဲ့ကောင်းကင်တမန်ကိုချထားတယ်နော်ခေရိုဘင်းဆိုတဲ့ကောင်းကင်တမန်ကယုတ်တုနှစ်ခုဘယ်မှာရှိသလဲ The Ark of Covenant ပရိညင်သက်တာနော်အပေါ်မှာဒါရှစ်ခုကူးကြတဲ့ယုတ်တုထားတယ်ခေရိုဘင်းတန့်ရှင်းတဲ့အရာဖြစ်တယ်ထိုနည်းသူအဲ့လောက်တန့်ရှင်းတဲ့ Holy of Holies နော်တကယ်တန့်ရှင်းတဲ့အရာဖြစ်တဲ့ပရိညင်သက်တာတောင်မှနော်ဒီပရိညင်သက်တာနဲ့တူတဲ့အေဒင်ဥယျာဉ်မှာနေပြီးသားအာဒမ်တောင်မှပြတ်မှတ်လွဲတယ်ဆိုရင်ညီကိုခမည်းနဲ့ကျွန်တော်လည်းပဲပြတ်မှတ်လွဲနိုင်သေးတယ်ဒါကြောင့်ဒီတမန်တော်ပေါ်လူလို့နော်ပြီးပွဲကျွန်တော်ပါဝင်တဲ့လူတိုင်းမိမိရဲ့ကိုယ်ခန္ဓာအသွေးအသားရဲ့နော်လိုအပ်မှုအဲ့ဒီဟာကိုချုပ်တီးဖို့ရန်အတွက်လိုအပ်တယ်ဒါမှသာလျှင်အဲ့ဒီပြေးပွဲကနေကျွန်တော်က disqualify နော်ဖယ်ထုတ်ခြင်းမခံရမှာဖြစ်တယ်ဒါကြောင့်ခရိယန်အသက်တာကိုခုနလို getting ချင်းဆုံးရှုံးနိုင်သေးတယ်တခြားသောကိုယ်ွယ်မှုဘာသာကိုကူးပြောင်းရင်သာဝရအသက်ရှင်ခြင်းဆုံးရှုံးနိုင်တယ်ဆိုတာကိုသိမှတ်ဖို့ရန်အတွက်အခုလိုမျိုးကျွန်တော်အနေနဲ့မျှဝေခြင်းဖြစ်ပါတယ်အားလုံးဘုရားသခင်ကောင်းချီးပေးပါစေအာမင်